process တွေဆိုလို့ရှိရင်ညီမတို့ကနောက်ကနေတိတ်ပြီးတော့မှလိုက်နေစရာမလိုဘဲနဲ့ကိုယ်တိုင်တစ်ခါလေးကြာရင်ဘာမှတော့လှုပ်လိုက်စရာမလိုဘူးပေါ့နော်ညီမတို့ဘက်ကနေလိုအပ်တာအကုန်လုံးကိုလှုပ်ပေးပြီးသွားတာဖြစ်တဲ့အတွက်ကိုယ်တိုင်ကဒီတိုင်း AC လေးနောက်ကနေ flow တိုင်းလိုက်သွားလိုက်ရုံပဲပေါ့နော်တော်တော်လေးအဆင်ပြေပါတယ်မင်္ဂလာပါရှင်ဒီနေ့မှာတော့မလေးရှားနိုင်ငံမှာရှိတဲ့ International Medical University IMU ကို Foundation in Science အနေနဲ့ပေါ့နော် July intake မှာတွားတက်မဲ့ညီမလေးနဲ့တွေ့ပြီးတော့မှသူဘယ်လိုမျိုးကြောင်းရွေးခဲ့တယ်ကြောင်းလျှောက်တာမှာဘယ်လိုမျိုးရှိခဲ့တယ်ပေါ့နော်ဒီ major ကိုဘာလို့ရွေးချယ်ခဲ့တယ်ဆိုတော့အတွေ့အကြုံလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ညီမလေးရဲ့နာမည်တွားတက်မဲ့ program ပေါ့နော်ကျောင်းရဲ့အရင်မိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့စုစနာထုံးဖြစ်ပါတယ်ညီမကတော့ International Medical University IMU မလေးရှားကို July intake မှာ Foundation in Science တွားပြီးတော့တက်ရောက်မယ့်ကျောင်းသူပဲဖြစ်ပါတယ်ဟုတ်ညီမလေးကကြတော့ဒီ Foundation Science ပြီးသွားတော့ဗောနော်ဘယ် major ကို Bachelor မှာရွေးချယ်ထားလဲဘာကြောင့်ရွေးချယ်ခဲ့လဲ Foundation Science ပြီးသွားရင်တော့အဓိကအခု first option အနေနဲ့ရွေးထားတာကတော့ Biomedical Science ကိုရွေးချယ်ထားရပေါ့နော် Biomedical Science ကိုအဓိကရွေးချယ်ဖြစ်တဲ့အကြောင်းအရာ Biomedical Science ကသူက research သဘောမျိုးဖြစ်တဲ့အတွက်ညီမငကိုတွေကလည်း research ကိုအားတန်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင်ညီမတို့လုံးဝcellular response ဘာညာပေါ့နော်ညီမတို့ bachelor နဲ့ပတ်သက်တဲ့ဒီအကြောင်းတွေကလည်းညီမ banding ဖြစ်တဲ့အပိုင်းဖြစ်တဲ့အတွက်ဒါနဲ့ပတ်သက်ရင်ပို့ပြီးတော့လေကိုက passionate ဖြစ်တဲ့အတွက်အဲ့အပိုင်းကိုပို့ပြီးတော့အားတန်တဲ့လူတစ်ယောက်ဆိုတော့ဒီမှာပဲကွာ focus ကလုံးဝအပြည့်ရှိရဖြစ်တဲ့အတွက်ဒီဘာသာရပ်ကိုရွေးချယ်ဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ banding ဖြစ်တဲ့လုံးဝ career နဲ့လည်းကိုက်မယ်လို့ထင်တဲ့အတွက်ကြောင့်ဒီbachelor လေးကိုရွေးဖြစ်တာဖြစ်ပါတယ်ဟုတ်ကဲ့ညီမလေးဒီ biomedical science ကိုညီမလေးကလည်းကိုယ်တိုင်လည်း research လုပ်တယ်ဆိုတဲ့ခါကြတော့ပေါ့နော်ကျောင်းအနေနဲ့ကကြတော့နောက်ဆုံးအနေနဲ့ပေါ့နော်IMU ကိုကကြတော့ဘယ်လိုမျိုးတွေရှာခဲ့လဲဘာကြောင့်ရွေးချယ်ခဲ့လဲပေါ့ဟုတ်ညီမတို့အခုညီမက IGCSE ပြီးသွားတဲ့အခါမှာပေါ့နော်ညီမယူထားတဲ့ဘာသာရပ်တွေအလိုက်ကိုတက်ရောက်လို့ရမယ် university တွေရွေးချယ်တဲ့အခါမှာအဓိက professional ဖြစ်တာလည်း medical field ဖြစ်တဲ့အတွက်လိုက်ရှာကြည့်တယ်ပေါ့နော်လိုက်ရှာကြည့်တဲ့အခါမှာညီမတက္ကသိုလ်တွေတော်တော်များများတွေ့ပါတယ်တွေ့တဲ့တဲမှာ IMU အဓိကသဘောကျရတဲ့အချက်ကသူကဒီထောင်ထားလည်းညီမတို့ကြာပြီဖြစ်တဲ့အပြင်မှာ Asian First လို့လူကလည်းတင်စားကြတယ်ပေါ့နော်အဲ့လိုတင်စားကြတာဖြစ်တဲ့အတွက်သူ့ရဲ့ညီမသူ့ရဲ့ပေါ့ syllabus တွေအကုန်လုံးလိုက်ပြီးတော့မှကြည့်တဲ့အခါမှာကိုစိတ်တိုင်းကြတယ်ပြီးတော့လို့ရှိရင် international စင်တန်းလည်းတကယ်မီတဲ့တင်ယူတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်စိတ်တိုင်းကြလို့ဒီမှာ IMU ရွေးချယ်ဖြစ်တာပေါ့နော်အားလုံးနေရာမှာ4 5 6ခုအကုန်လိုက်ရှာကြည့်ပြီးတော့မှအားလုံးနေမှာကိုတကယ်စိတ်တိုင်းကြကိုအတွက်လည်းအဆင်ပြေလောက်တဲ့ syllabus ရှိတဲ့ဟာမျိုးရွေးချယ်လိုက်တာဒါဆိုရင်တော်တော်လေးတေချာလေး research လုပ်ပြီးတော့မှာပဲကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အကြောင်းလေးပေါ့နော်နောက်ထပ်အနေနဲ့ကကြတော့ဒီ IMU ကိုရှောက်ဖို့အတွက်ပေါ့နော် MSI ကကြဘယ်လိုတည်ခဲ့လဲရှောက်တဲ့ခါမှာရောဘယ်လိုမျိုးတွေ့ကြုံခဲ့လဲအဆင်ပြေခဲ့လားပေါ့နော်အဲ့ဒါလေးပြောပြပါMSI ကိုစတွေ့ခဲ့ရတော့တကယ်ချင်းတယောက်က recommend လုပ်လို့ပေါ့နော်သူကိုယ်တိုင်လည်းဒီညီမတို့ဒီ MSI နဲ့ပဲတွားထားတာပေါ့နော်သူကလည်းအဆင်ပြေတယ်သူလည်းတွားတော့မယ်အလုပ်လုပ်တာလည်းမြန်တယ်ပေါ့နော်အမတို့ဒီမှာအလုပ်လုပ်တာတကယ်ကိုမြန်ပါတယ် process တွေဆိုလို့ရှိရင်ညီမတို့ကနောက်ကနေတိတ်ပြီးတော့မှလိုက်နေစရာမလိုဘဲနဲ့ကိုယ်တိုင်တစ်ခါလေးကြာရင်ဘာမှတော့လှုပ်လိုက်စရာမလိုဘူးပေါ့နော်အမတို့ဘက်ကနေလိုအပ်တာအကုန်လုံးကိုလှုပ်ပေးပြီးသွားတာဖြစ်တဲ့အတွက်ကိုယ်တိုင်ကဒီတိုင်း AC လေးနောက်ကနေ flow တိုင်းလိုက်သွားလိုက်ရုံပဲပေါ့နော်တော်တော်လေးအဆင်ပြေပါတယ်တကယ်ချင်းကလည်း recommend လုပ်တယ်သူကိုယ်တိုင်လည်းတရားနဲ့တွားတာအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အနေတကယ်ချင်း recommend လုပ်တာနဲ့အမတို့လည်းချိတ်ဆက်ဖြစ်သွားတာပါရှင်ကျောင်းသွားတက်မဲ့ကျောင်းသားလေးတွေကိုဘယ်လိုမျိုးပြင်ဆင်တင်လဲဘယ်လိုမျိုးကျောင်းရွေးချယ်တင်လဲပေါ့နော်ကျောင်းလျှောက်ဖို့အတွက်ကိုကကြတော့ဘယ်လိုမျိုးဒီ consultancy တွေကိုရွေးချယ်တင်လဲဆိုတာမျိုးလေး recommend ပေးပါအောင်ဟုတ်အခုဒီ MSI မှာဆိုလို့ရှိရင်ညီမတို့ဒီလိုမျိုး IMU medical related တင်မဟုတ်ဘဲနဲ့ကျန်တဲ့ညီမတို့technology related university တွေတော်တော်များများကိုရွေးချယ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက IGCSE ပဲဖြစ်ဖြစ် SAT ပဲဖြစ်ဖြစ်ဘယ်ဘာသာရပ်တွေကိုကိုကရွေးချယ်ထားတာလေကိုယ့်ရဲ့ career ကိုfuture မှာလုပ်ချင်တဲ့ career ပေါ်မူတည်ပြီးတော့မှ professional ဖြစ်တဲ့ဘာသာရပ်တွေကိုတခြားရွေးချယ်မယ်ပြီးတော့လို့ရှိရင်အဓိကတော့ exam result ပေါ့နော် exam result လေးကောင်းနေပိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ exam မှာတကယ်ကိုအားစိုက်ပြီးတော့စူးစမ်းပြီးတော့မှပို့ပြီးတော့ကောင်းတဲ့ကိုယ့်ရဲ့ passionate ဖြစ်တဲ့ဘာသာရပ်ကိုတခြားပေါက်ရွေးပြီးတော့မှ degree တွေရွေးချယ်ဖို့တက်လို့ recommend လုပ်ပါတယ်ပြီးတော့လို့ရှိရင်အခုဒီ MSI မှာဆိုလို့ရှိရင်လည်းခုနကပြောခဲ့တယ်လို့ပဲပေါ့နော်ဘာမှတိတ်ပြီးတော့မှတိတ်လုပ်စရာမလိုဒီမှာတော့ကိုဘာလုပ်ရမယ်ဆိုတဲ့ဟာကိုတခြား flow လေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ MSI ကိုတော့တကယ် recommend လုပ်ပါတယ်ကိုလည်းဘာမှတိတ်ပြီးတော့မှညီမလိုက်လုပ်နေကြမလို့ပေါ့နော်ကိုဘက်ကနေပြီးတော့မှဒီဟာလေးလုပ်ရမှာလားလို့မေးလိုက်အမတို့ဘက်ကလုပ်ပြီးသွားပဲဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအဆင်ပြေပါတယ်ဒီညီမလေးပြောတော့သူလိုမျိုးကိုကဘယ်လိုနေကြမျိုးကိုစိတ်ဝင်စားရတယ်ကိုပြီးထားတဲ့ဘာသာရပ်တည်နေဘယ်လိုမျိုးကိုက်ညီမှုရှိရဲဆိုတာမျိုးလေးကိုတေချာလေးရွေးချယ်ပြီးတော့မှကျောင်းလျှောက်ထားဖို့အတွက်ဖော်ပြထားတဲ့ခုနံပါတ်ကနေပြီးတော့မှ MSN ဆက်တယ်နေပါတယ်ရှင်